Okay ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် Evoto AI ရဲ့ second page ဖြစ်တဲ့ကျွန်တော် redaction လုပ်တဲ့ဒီ page လေးကိုကျွန်တော်တူထဲမှာပါဝင်တဲ့နော် tools လေးကိုကျွန်တော်အသေးစိတ်ရှင်းပြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ software မှာကျွန်တော်တို့ဒီ second page ကိုကျွန်တော်ကြည့်လိုက်ခါမှာ redaction ဖြစ်တယ်ပေါ့ကျွန်တော်ဒီမှာပုံကားကိုကယောက်ျားလေးလား main ကလေးလားဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာတစ်ခါတည်းရွေးပေးပါတယ်ကျွန်တော်ဒီ male လား female လားဆိုတာကိုကျွန်တော်ဒီဓာတ်ပုံတစ်ပုံကိုထည့်လိုက်တာနဲ့သူက auto AI ကောင်နောက်ပိုင်းတကယ်လို့2ယောက်ဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ဒီကျွန်တော် data ပေါ့နော်ဒီညာဘက်တော့ပေါ်ပါတဲ့ဒီ face ဟာလေးနဲ့ကျွန်တော်တို့ပြန်ပြီးမှချိန်ပေးရပါတယ်ခါလေးကြာရင်သူကလူကြီးပေါ့နော်ကျွန်တော်ကလေးဗါလေယောက်ျားလေးမိန်းကလေးဆိုမှသူခွဲပေးတယ်ကျွန်တော်ဒီမှာပထမဆုံးစီမှာကျွန်တော် plugin ပေါ့နော်နောက်ထပ် plugin လေးတွေပါတယ်အဲ့မှာ plugin ဘယ်လိုလဲဆိုတော့ကျွန်တော်one click ဟာပေါ့နော် one click plugin လေးတွေပေါ့နော်အဲ့ဒါကျွန်တော်ဒီ natural sensor လေးပေါ့နော်ပြင်မယ်ဆိုရင်ကျွန်တော်ဒီပထမဆုံးပါတဲ့ plugin လေးက natural one နေလိုက်ရင် okay ဒီမှာကျွန်တော်ဒီအနာစာတွေကျွန်တော်ပျောက်သွားပြီပေါ့နော်တခါတည်းကျွန်တော်ဒီမှာ high end လဲပါတယ်ကျွန်တော်တို့ high end တော့ကျွန်တော်ဒီအတိုင်းဖြူဖွေးသွားတာမျိုးတွေဖြစ်သွားတယ် trip ပုံတွေတော့အဆင်ပြေဒါပေမဲ့အရန်ကြီးကျွန်တော်အနေနဲ့တော့တိတ်ကြိုက်တယ်တော့မပါဘူးပေါ့နော် okay ကျွန်တော်အဲ့မှာဆိုရင်ကျွန်တော်တို့ပထမဆုံးကျွန်တော်ဒီတစ်ခုချင်းစီသွားမယ်ပေါ့နော်ဒီမှာဒါကတော့ကျွန်တော်စမ်းကြည့်လို့ရပါတယ်ကျွန်တော်ဝင်ပြီးတော့ဒီမှာ headshot ဟာတော့ပါတော့ပေါ့နော်ကျွန်တော်အများကြီးပဲကိုပိုင်လဲကျွန်တော် preset လုပ်လို့ရတယ်ကျွန်တော်ကကိုပိုင် preset ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီလောက်ဆက်ဒီတစ်ခုချင်းစီကျွန်တော်ပြပြီးသွားရင်ကျွန်တော်ပြောပြပါမယ်ပထမဆုံးကျွန်တော်တို့ဒီဝင်ချင်းမှာကျွန်တော်ပထမဆုံးပေါ့တစ်ခုဆုံးနော် blemish remover ဟာမှာကျွန်တော်ဒီ watch channel တွေပါဖြောက်တဲ့ဟာကတော့ကျွန်တော်ဒီထဲမှာပါတယ်ကျွန်တော်ကျွန်တော်30မှာ okay မှာ before after မှာဒီမှာပါတယ် watch channel ဖြောက်တယ်ကျွန်တော်တို့ပြီးရင်ဒါကျွန်တော်ဒီလေးခဏထားလိုက်မယ် okay ပြီးအောက်မှာကျွန်တော်တို့မှာညနာမှာအလင်းပြန်တာတို့မှာဟိုမဲ့ဖြောက်တဲ့ဟာတို့ပြီးရင်ကျွန်တော်တို့ဒီညလုံးအောက်ကမဲတာတို့ပြီးရင်ကျွန်တော်တို့ညလုံးအောက်အိတ်ပေါ့နော်မျက်အိတ်ပေါ့နော်ကျွန်တော်တို့အဲ့ဒါတွေကျွန်တော်တို့မျက်မှန်ပါတယ်ဆိုတော့မျက်မှန်မှာအလင်းပြန်နေတာတွေကျွန်တော်ဖျောက်ပေးတယ်ပြီးရင်ဒါကတော့ဒီအစင်းချောင်းတွေပေါ့နော်ဒီနှာခမ်းမှာပါတဲ့အစင်းချောင်းတွေကျွန်တော်ဖျောက်ပေးတယ်ဒါကတော့မေစီနှစ်ထက်ပေါ့နော်ဖျောက်ပေးတဲ့ဟာလေးပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာခါလေးကြာယောက်ျားလေးဆိုရင်ကျွန်တော်မုတ်စိတ်မွေးတွေပါတတ်တယ်မုတ်စိတ်မွေးတွေကိုကျွန်တော်မထိတဲ့ဥစ္စာပေါ့နော်ကာကွယ်ပေးတဲ့ဟာလုံးဝဒီ edit လုပ်တဲ့ခါမှာဒီမုတ်စိတ်ကောင်မှာတွားမထိစေတဲ့ဥစ္စာလေးပေါ့နော်ဒါလေးကယောက်ျားလေးမှကျွန်တော်သိတာမယ်ပေါ့နော်အများကြီးပဲကျွန်တော်ဒီမှာဒီမျက်နှာပြီးရင်ဒီမှာ level body တစ်ခုလုံးကိုကျွန်တော်တို့ smooth ဖြစ်တဲ့ဟာတွေလောက်တာအကုန်ဒီ smile line နဲ့ဆက်လောက်တာပါတယ်ပြီးရင်ကျွန်တော်ဒီမှာ tattoo သမားဆိုလဲ tattoo ကိုမထိအောင်ကာတဲ့မထိဖို့အတွက်တစ်ခါကျွန်တော်ဒီမှာလုပ်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာတော်တော်များတုတ်တဲ့ခါမှာကျွန်တော်ဂျိုင်းပြက်ရတဲ့ခါကျဂျိုင်းမှာအစင်ကြားတွေပေါ်တာမျိုးတွေကိုကျွန်တော်ဖြောက်တာပါတယ်ပြီးရင်ကျွန်တော်ဒီတချို့မိန်းကလေးတွေကယောက်ျားလေးတွေတော့ဒီအကျော်ပြက်တဲ့ဟာတွေကိုကျွန်တော်တို့ဖြောက်ပေးတဲ့ဥစ္စာလည်းပါတယ်တော်တော် function စုံတယ်ကျွန်တော်နောက်ထပ်ဒုတိယတစ်ခုကတော့ကျွန်တော် skin reduction ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ torsion band နေပါမယ်skin soft လောက်တာပါမယ်frequency separation ပါမယ်ကျွန်တော်ပြီးရင်ကျွန်တော်ဒီမှာ skin texture ပေါ့နော်ဒီလိုသူ့ရဲ့ auto ပါတဲ့ plugin လေးတော့ကျွန်တော် reflect တိတ်မပြန်တဲ့ဟာပေါ့နော်ပြီးရင်ကျွန်တော်ဒုတိယ reflect နည်းနည်းလေးပြန်မယ်ဒါတော့လုံးဝကျွန်တော်ဟို cosmetic to fashion တော့မှာတော့ရှောင်းပြန်ဟက်နေတာဟာအဲ့မျိုးမကြိုက်ဘဲနဲ့ကိုယ်တိုင်တစ်ခုချင်းစီကျွန်တော်glossiness ပေါ့နော် collagen လောက်နေထားပြီးတင်ပြီးမှပြီးကျွန်တော် texture လေးပြောင်းမှကြောင်းရင် texture လေးပြန်ဆွဲတင်clarity နဲ့အဲ့လိုမျိုးလေးကိုယ်တိုင်လည်းကစားလို့ရတယ်ပြီးရင်ကျွန်တော် skin color ကိုလက်ရှိဒီတိုင်းမကြိုက်ဘူးကျွန်တော် skin color နဲ့အနေငယ်ချင်းချင်းနဲ့ချုပ်ပုံတွေမှာကျွန်တော်ရိုက်ခဲ့ဟာနဲ့ color တိတ်မကြိုက်ဘူးလုံးဝ background color ခုနဲ့မျက်နှာလေး color တစ်ခုချင်းချင်းနဲ့ဆိုတော့ဒီမှာအပန်းရောင်လေးပေါ့နော်ဒါဆိုရင်အပန်းတစ်ခါကျွန်တော်တစ်ခါလေး auto အဖြူဟာဆွဲတင်သွားတာဖြစ်တယ်အဲ့တော့ကျွန်တော်ပါလေးပြန်ချပေးရတယ် okay အဲ့ဆိုရင်ကျွန်တော်တို့ before after ပြန်နော်ဒါဆိုရင်ဒါဝါးနဲ့ကျွန်တော်အပန်းသွားတယ်ပေါ့နော်ဒါတော့နည်းနည်းခက်ညူညူလေးပေါ့ဟိုချစ်ကလေးကြိုက်တဲ့ဒီမျိုးပေါ့နော်အဝါသွားလို့ရတယ်အပြာသွားလို့ရတယ်အပန်းအောင်သွားလို့ရတယ်ပေါ့နော်လုံးဝဖြူဖြူကြီးလဲသွားလို့ရတယ်ကျွန်တော်အစုံပါတယ်ပြီးတော့ဒီအောက်မှာဒီမှာမှကျွန်တော်တို့မှာဒီ skin radiance ကကျွန်တော်တို့ကလည်းတောက်ပပြီးလင်းဖြူတဲ့ဟာပေါ့နော်ဒါကြောင့်ကျွန်တော်အသားမှာအနီအောင်တန်းတာလို့ manual တင်တဲ့ဟာလေးပေါ့နော်ဒါလေးက okay ဒါကတော့ကျွန်တော်ဒါ skin ဘိုင်းပေါ့နော်နောက်တစ် page ကတော့ကျွန်တော်တို့ facial reshape ကတော့ကျွန်တော်ဒီမှာပါတယ်တော်တော်များများပါတယ်မျက်လုံးတွေဒီပါမေးယူအကုန်ပြင်လို့ရတာမျက်နှာခေါင်းပိုင်းတိတက်မှာတော့အဲ့မှာကျွန်တော်အကျဉ်းဆုံးချက်ကတော့ဒီ update မှာနောက်ဆုံးမှပါလာတဲ့ဟာပေါ့နော်မှာခါလေးကျကျွန်တော်ဓာတ်ပုံရတဲ့ခါနဲ့ဆောင်းတာတို့ပါတော့မျက်နှာအချိုးစားမကြတာတွေကိုကျွန်တော်တို့ညှိပေးတဲ့ဥစ္စာပေါ့နော် okay အဲ့ဒါကကျွန်တော် facial reshape မှာပါတယ်ကျွန်တော်facial expression ကတော့ကျွန်တော်တရားတိုင်းနဲ့ပြုံးအတုလေးပေါ့နော်အဲ့လေးမပြုံးတဲ့ပုံလေးကျွန်တော်ပြုံးခိုင်းစီခြင်းနဲ့ဆိုရင်ထည့်လို့ရတယ်ကျွန်တော်တို့မှာတွားရပါရအောင်ထည့်ပေးလိုက်လို့ရတွားလှလှလေးပြီးရင်ကျွန်တော်တို့တွားတိတန်းဟာမှာတော့ကျွန်တော်ဒီပုံမှာတော့ original တွားမပါတဲ့အတွက်ကြောင့်သူကတော့ဟိုမလုပ်ဘူးပေါ့နော်တွားကိုကျွန်တော်လှခြင်းနဲ့ဆိုရင်ကျွန်တော်တို့ပါတဲ့ပုံတွေမှာဆိုကျွန်တော်တို့တချို့လေးမညီမညာဖြစ်တာလေးတွေကိုကျွန်တော်တို့ဒီညှိပေးလို့ရအောင်တန်းနဲ့ညီရဖြစ်အောင်တော့လုပ်ပေးလို့ရတယ်ပြီးရင်ဒါမျက်လုံးကကျွန်တော် indoor မှာဆိုရင်ဘယ်လိုရောင်ပြောင်းဘယ်လိုပြန်ကျင်လဲပေါ့နော်ဒါ indoor မှာ
မျက်လုံးမှာကျွန်တော်တို့တွေးကြောတွေတချို့မျက်လုံးတွေတွေးကြောများအရန်နီရာတွေများတဲ့ဟာလည်းကျွန်တော်တို့ short ပေးလို့ရတယ်ဒီမှာလည်းနောက်ထပ်မျက်မှောက်မှာအလင်းပြန်လာတွေပါ short ပေးလို့ရတဲ့ဟာ function ပါတယ်ပြီးရင် make up ပေါ့နော် make up ဒီမှာဆိုကျွန်တော်တို့ show ရ make up တွေမလိမ့်လာမိဘူး make up တိတ်ကျွမ်းကျင်မှုဆိုရင်ကျွန်တော်ဒီမှာphotographer လည်းတည်တံ့ကြီးလို့ make up ပြင်ရတာခက်တယ်လို့ဆိုတော့ဒီမှာကျွန်တော် preset တွေ make up preset တွေပါတယ်အရင်များတယ်ပေါ့နော်ကျွန်တော်တို့ကလေးတွက်လည်းပါတယ်ဒါပေမဲ့အဲ့မှာကျွန်တော်တို့ပေါ့နော်ဒီတပုံနဲ့တပုံတော့ကျွန်တော်မတူဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်အရင်များနေတယ်ဆိုရင်ဒါလေးလည်းမစိုးဘူးကြိုက်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့အမောင့်လေး short လို့ရတယ်ဗျကျွန်တော်ပါတယ်ဆိုရင်လေကျွန်တော်ရောင်ချယ်ပါပြီပေါ့နော်ကျွန်တော်ယောက်ျားလေးချိုးရတယ်ကျွန်တော် menu ကင်ဖို့မလွယ်ဘူးနော်ကျွန်တော်လည်းအဲ့လိုကြီး make up ကကျွမ်းကျင်တာမဟုတ်တော့ဒါတော့ make up page လေးပေါ့နော်ကျွန်တော်ပြီးရင် hair ဒီမှာသူ့ရဲ့ function မှာတော်တော်မိုက်တာကျွန်တော်စပင်နေလေးရှင်းတဲ့ဟာရမ်းမိုက်တယ်ကျွန်တော်ဒီမှာ stereo hair remover အားလေးကျွန်တော်ဆွဲတင်လိုက် okay ဟိုလုံးဝစပင်လေးဘာမှဒီမှာရှုပ်နေစပင်လေးကုန်ရှင်းသွားမယ်ပြီးရင်ကျွန်တော်တို့ဒီဟိုလိုမနော်စပင် hairline လေးကျွန်တော်မှာအရင်ကြီးချိုးဆိုစပင်ပါတော့ hairline တွေကွဲနေတဲ့ဟာတွေလည်းကျွန်တော်အဆင်ပြေအောင်ပြီးတော့စပင်အပေါ်တူးတယ်လေးပေါ့နော်ကျွန်တော်ပြည့်မယ်ဘေးစပင်တူးတယ်လေးပြင်လို့ရမယ်ကျွန်တော် hairline နှစ်ဖူးချိုးနည်းနည်းလေးကျဲတဲ့လူလေးဆိုကျွန်တော်ချင်းပေးလို့ရမယ်ပြီးရင်စပင်ကို smooth ဖြစ်အောင်လုပ်လို့ရမယ် smooth လေးဖြစ်မယ်ပြီးရင်ကျွန်တော်စပင်မှာလည်း shine ပေါ့နော်တောက်ပြောင်လေးလုပ်လို့ရပြီးခါလေးစပင်မှာအလင်းအရမ်းဝင်တဲ့ဟာမျိုးတွေဆိုဒီ white hair blackening နဲ့လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ပြီးစပင်ကာလာမှာကျွန်တော်ချိန်လို့ရတယ်ပေါ့နော်တော့အနီးအဲ့လိုနော်ကာလာလေးချိန်ကြည့်လို့ရတယ်ဒါတော့ကျွန်တော် hair ဟာနောက်တစ်ခုကတော့ကျွန်တော် hand ပေါ့နော် hand veins ကကျွန်တော်ဒီချို့တွေအလက်မှာအကြောတွေထောင်နေတဲ့ဟာတွေဆိုကျွန်တော်တို့ခါအဲ့မှာအကြောပြောက်သွားတယ်ပေါ့နော်ကျွန်တော်ဒီတပုံလာရတဲ့ခါမှာအကြောကြီးနဲ့ဆိုကျွန်တော်မလာတဲ့ဟာမျိုးလုပ်လို့ရတယ်ဒါကတော့ full body reshape သူ့ရဲ့ AI reshape ကတော့ full body ကတော့မစိုးဘူးပေါ့နော်ကျွန်တော်ဒီမှာဒီဘက်ဆိုရင်ကျွန်တော် over ခန္ဓာကိုယ်ညင်းညတော့ auto ကျွန်တော်တစ်ခုချင်းလိုက်ပိန်ကြမှာ auto ပိန်တာဒီဘက်ကနည်းနည်းပြန်ပြေးတာပေါ့နော်ဖြည့်ပေးရတဲ့ဟာပေါ့ဒီမှာဆိုကျွန်တော်တို့အများကြီးပဲပါတယ်ကျွန်တော်စမ်းကြည့်လို့ရပါတယ်ကျွန်တော် function တော်တော်ဆုံးပါတယ် okay ဒီနေ့ဗီဒီယိုလေးတော့ကျွန်တော်ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆောင်ရွက်ပါမယ်